ကျွန်တော်တို့ကတယောက်နဲ့တယောက်ချင်းနေကြရုံနဲ့အဆင်ပြေကြတယ်လို့ထင်လားဒါတွေကစိတ်ကူးရင်တက်တာဖြစ်ပါတယ်တကယ်လက်တွေ့ဘဝမှာတော့ချင်းနေရုံနဲ့မပြီးပါဘူးမင်္ဂလာပါအောင်ခက်ပါကျွန်တော်တို့ငယ်တုန်းကလို့စိတ်ကြောတက်ဘဝတုန်းကလို့တယောက်နဲ့တယောက်ချစ်ကြတယ်ချစ်ရှိရင်အဆင်ပြေတယ်ချင်းနေရုံနဲ့ပြီးပြီပေါ့နော်ကျန်တာဘာမှမလို့သူချစ်ပဲလို့တယ်ဆိုင်မဲ့တကယ် real life တကယ်လက်တွေ့ဘဝမှာကျွန်တော်တို့ကချင်းနေရုံနဲ့ပြီးသေးပါဘူးဘာလို့ဒီလိုပြောလဲဆိုတော့ကျွန်တော်တို့ဘဝရဲ့တော်တော်များများတစ်စိတ်တစ်ပိုင်းမှာပတ်ဆိုင်ကလည်းအရေးကြီးတဲ့နေရာနေပါဝင်တယ်ဒီလိုပြောလို့ကျွန်တော်အရာရာကိုပတ်စံနဲ့ဝယ်လို့ရတယ်ဆိုတော့ပြောချင်တာမဟုတ်ဘူးပတ်စံနဲ့ပေးဝယ်လို့မရတဲ့အရာတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်နေ့စဉ်တွားတာလှောက်ရှားနေရတယ်ကပတ်စံနဲ့မကင်းဘူးချစ်သူရေးစားမှာဆိုလို့ရှိရင်လည်းပုတ်စားမယ်သူခုတစားကြမယ်ကျွန်ပတ်စံတောင်းရမှာဗျာတငယ်ချင်းအပေါင်းတင်းတိုင်းဝိုင်းသူစုမှာလည်းအဲ့လိုပဲတငယ်ချင်းတွေကခုတစားကြတယ်ဒီမှာလည်းပတ်စံတောင်းရမှာပဲတကယ်လို့ကျွန်တော်တို့ကဒီငွေကိုဒါမရှာမိခဲ့ဘူးဆိုလို့ရှိရင်ဒီရေးစားဘဝ relationship ဘဝမှာတော့ပြောစရာကောင်းရင်ကောင်းနိုင်မယ်တကယ်ကျွန်တော်တို့တယောက်နဲ့တယောက်ယူလိုက်ကြမယ်ဆိုလို့ရှိရင်ဒါတွေကလည်းနည်းပြဿနာဖြစ်နိုင်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ကအဓိကယောက်ျားလေးတွေကိုပြောချင်တာကိုကယောက်ျားလေးတယောက်မို့လို့ကိုယ့်ရဲ့ချစ်သူကောင်းမလေးကိုသူကကြွေးချင်တယ်ဒါလေးဝယ်ပေးချင်တယ်ဟိုဒါလေးဝယ်ပေးချင်တယ်ဆိုရှင်ကိုမှအနည်းဆုံးပတ်စံရှိမှရမှာပါငွေရှိမှရမှာပါပတ်စံကိုလည်းရှာကြပါဒါတွေကကျွန်တော်တို့ကငယ်ရွယ်တုန်းမှာမတိတာပဲနဲ့ကျွန်တော်တို့အသက်အရွယ်တစ်ခုရရတဲ့အခါမှာတဖြည်းဖြည်းနဲ့တိတာလာပါလိမ့်မယ်ဒါကြောင့်မို့လဲတချို့နှစ်ရှည်ဗျာတွဲခဲ့တဲ့ relationship တွေဘာဖြစ်လို့အကြာကြီးတွဲပြီးတော့မှကောင်းမလေးဘက်ကထားသွားတာလေဒီနေရာမှာဆိုလို့ရှိရင်ကိုယ့်ကိုပြန်ကြည့်ဖို့လိုပါတယ်ကို့မှာရောစကေးရှိလားစကေးတစ်ခုရှိလားအရေးချင်းတစ်ခုရှိလားကိုကမိန်းကလေးတစ်ယောက်ကိုပေါင်းတင်ရမယ်ဆိုပြီးကို့မှာအနည်းဆုံးအရေးချင်းတစ်ခုတော့ရှိရမှာဗျာဖတ်မိန်းကလေးကကိုကိုချစ်နေရင်တော့မှကိုကအရေးချင်းမရှိနေတဲ့အတွက်ကြောင့်နည်းနည်းလေးစဉ်းစားစရာဖြစ်နေလိမ့်မယ်ကျွန်တော်တို့ကအဲ့လိုဖြစ်လာတဲ့အခါကျရင်ကျွန်တော်တို့အများဖြစ်ယောက်ျားလေးတွေကနေရာပတ်စံမှတ်တာလားဘာဖြစ်လို့ငါ့ကိုဒီလိုလောက်တာလဲဆိုတော့ပတ်စံမှတ်တာလားဆိုတော့မှတ်တဲ့လူလည်းရှိရင်ရှိကောင်းရှိလိမ့်မယ်တစ်ဖက်ပြန်တွေးကြည့်ရင်မိန်းကလေးဖြစ်တဲ့အတွက်ကြောင့်သူတို့မှလည်းသူတို့ဘဝအတွက်အမကန်ချက်တစ်ခုတော့လိုတယ်ဗျာအဲ့ဒီအမကန်ချက်ကတစ်ဖက်ကျွန်တော်တို့ယောက်ျားလေးတွေရဲ့အရေးချင်း skill ပဲဖြစ်တယ်။ငွေအများကြီးရှာနိုင်မှာမဟုတ်ဘူး။အခုမှအလုပ်လေးတစ်ခုအရေးချင်းလေးတစ်ခုရှိနေရင်လည်းရတယ်။ဆိုတော့အနည်းဆုံးသမင်းမငတ်ဘူးပေါ့ဗျာ။ကိုချစ်တဲ့သူကိုယူထားပြီးမှကိုရှာကြွေးရမှာပေါ့ဟုတ်လား။သူသမင်းငတ်အောင်တော့ထားလို့မရဘူးလေ။ဆိုတော့အဲ့ဒီမျိုးပါကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့လူနှစ်ယောက်ပေါင်းလိုက်တဲ့ဘဝမှာအချစ်တစ်ခုတည်းနဲ့မပြေဆုံးပါဘူး။ဘုကလည်းအနေအထားတစ်ခုမှရှိနေမှရပါမယ်။ဆိုတော့အနေအထားဆိုတဲ့နေရာမှာကျွန်တော်အကြီးကြီးတွေပြောတာမဟုတ်ပါဘူး။အနည်းဆုံးကိုယ့်ရဲ့ကျွမ်းကျင်ရာ skill လေးတစ်ခုဝင်ငွေလမ်းကြောင်းပေါ့။သူတို့ဘဝကိုအမကန်ချက်ပေးလို့ရမယ်။ skill လေးပေါ့။ချင်းနေအောင်တော့ပြီးသေးဘူး။ပတ်စံဟန်လည်းတတော်တနေရာနေအရေးပါတယ်။ပတ်စံနဲ့အကုန်ဝယ်လို့ရတယ်လို့ဆိုလိုတာတော့မဟုတ်ဘူးဒါပေမဲ့အချို့တလေတော့ကျွန်တော်တို့ဘဝရဲ့80ရာခိုင်နှုန်းကပတ်စံနဲ့လောက်ရတဲ့အရာတွေပါအဲ့တော့ချစ်ကြပါတန်ဖိုးထားပါအနေထားတစ်ခုရောက်တော့ပါဒါလေးပဲလာပြောတာပါတယောက်တည်းအမြင်တာကျွန်တော်တယောက်တည်းအမြင်တာဖြစ်လို့သဘောထားကွဲလွဲနိုင်ပါတယ်ကွန်မန့်အောက်မှာရေးခဲ့လို့လည်းရပါတယ်ကျေးဇူးပါ